Kiki ရဲ့ပန်းတူနာလေးရဲ့အရင်ပေါ့ပြလို့ဖြစ်တဲ့ review တွေလည်းအများကြီးနေရတယ်သူတို့သုံးကျင်နေတယ်ဘာတွေကောင်းလဲတဲ့Kiki ရဲ့ဒီပန်းတူနာပေါ့နော်သူသုံးတဲ့သူတွေကျတော့ဘာလို့ပြောလဲဆိုရင်ပေါ့ဒါပတ်မရရပေါ့နော်သူမျက်နှာကိုလုံးဝအဲ့လိုမျိုးလို့နူးညံ့သွားစေတာပေါ့ဘာဖြစ်လို့နူးညံ့သွားစေဆိုတော့အချက်စားပြပြသူ့မှာဒီပန်းပေါ့နော်ကျတော့ဒီနှင်းပြီးပန်းပွင့်လေးတွေကိုဆိုတော့ပေါင်းကန်ရေဟိုက်ဒရိုဆောထုတ်ထားတယ်အဲ့ဒါတစ်စက္ကန့်နဲ့အညာမှာအဲ့ဒီရေစက်ကလေးတွေကကြာလာဆိုတော့တော့အရန်ကိုကွာလိုက်ဟိုရှာပပလောက်ရတဲ့ပန်းဟိုက်ဒရိုဆောအဲ့ဒီပန်းဟိုက်ဒရိုဆောဒီKikiရဲ့ဂလူးတူနာထဲမှာထည့်ထားတယ်အဲ့ဒီရဲ့Kikiရဲ့ဂလူးတူနာထဲမှာပါတယ်အဲ့ဒီပန်းဟိုက်ဒရိုဆောလေးကမျက်နှာကိုပို့ပြီးတော့မြင်မြင်ဆန်ဆန်နူးညံ့သွားစေတယ်နူးဣသွားစေတယ်အဲ့ခါမှာမျက်နှာမှာရှိနေတဲ့အရေးကြောင်းလေးတွေကပို့ပြီးတော့ညှို့နေလာတယ်ပြီးတော့တဲ့ခါမှာ hyaluronic acid 7% အောင်ပါတာဖြစ်တဲ့ကြောင့်အမဲဆက်တွေတင်းတိတ်တွေအရန်ကိုကောင်းပါစေတယ်နော်အဲ့တော့လုံးဝအသားရည်ကနူးညံ့သွားတာမြင်လိုက်တာမတူဆိုင်အရေးကြောင်းတွေညှို့လာပြီးတင်းတိတ်တွေအမဲဆက်တွေကျသွားတယ်အဲ့ဒါဒီKikiရဲ့ဒီ glow toner ကိုလုံးဝ recommend ပေးတဲ့အချက်သူစားကတော့ထုတ်လို့သူနေအားနေဆိုပြီးတော့သူစားကြိုက်တဲ့ formulation ပုံစံတွေတော့ number 1ကတော့ခုနပြောတဲ့အဲ့ဒီပန်းနဲ့တဘာဝပန်းကိုပေါင်းခံပြီးလုပ်ထားတဲ့အခါမှာထိရောက်မှုပိုပြီးမြန်ဆန်တယ်ကွာပြီးတော့ hyaluronic acid 7% ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မျက်နှာပေါ်မှာ moisture ရေဓာတ်ကိုတောက်ခတ်ထားပေးနိုင်တယ် moisture ပြတ်မသွားအောင်လုပ်ပေးထားနိုင်တယ်အဲ့ဒီခါမှာ like မျက်နှာရဲ့ hydration ကအရန်အားကောင်းတယ်နောက်တစ်ခုကကျတော့သူ့မှာပါတယ် extract တွေactive တွေ chamomile extract ကရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်တယ် cucumber extract ကကျတော့မျက်နှာမှာရေဓာတ်ကိုပိုပြီးဖြည့်ဝပေးနိုင်တယ် rose extract ကကျတော့ပိုပြီးတော့နူးညံ့စေတယ်ပြီးသူ့မှာ calendula လည်းပါတယ်ဂန္ဓမာပန်းလည်းပါတယ်သူကကျတော့မျက်နှာကိုပိုပြီးတော့မှ inflammation ကိုကျစေတယ်အဲ့တော့သူ့မှာပါတဲ့ active ingredient တွေအရန်ကိုကောင်းတယ်ကွာလိုက်ခဏလေးrose hydrosol calendula water chamomile extra rose extra cucumber extra hyaluronic acid vitamin B5 လည်းပါတယ် vitamin မျက်နှာမှာထိုနာလို့အဆန့်လို့သုံးရင်းနဲ့ vitamin နောက်တစ်ခု allantoin ကကျတော့သူကကျတော့ဗာလဲဆို sensitive အသားရည်တွေအားဖြည့်ပေးနိုင်တယ်အရည်ဓာတ်ကိုအားကောင်းစေတာ allantoin เนาะပြီး natural ingredient ဖြစ်96က natural product ဖြစ်တယ်အဲ့တော့တဘာဝပစ္စည်းလေးတွေပဲသုံးခြင်းနဲ့မျက်နှာပေါ်မှာတကယ် nature ရဲ့တဘာဝပစ္စည်းလေးတွေကိုတင်ခြင်းနဲ့ဆိုရင် Kiki ရဲ့ဒီ glow toner လေးနဲ့အရင်သင့်တော်တယ်လို့ပြောချင်ပါတယ်ဒီစားက Kiki brand ရဲ့ founder ပါ toner ကိုဆိုရင်လူကြိုက်တဲ့သူတွေအရင်များတဲ့အတွက်ကြောင့်မလို့ထိုင်းနိုင်ငံထိတာပေါက်ပေါက်ရောက်ရောက်နဲ့အရန်ကိုအားပေးတဲ့ပစ္စည်းကောင်းလေးပါလို့ပြောချင်ပါတယ်ရှင်